PayPal အကောင့်နဲ့ပတ်သက်ပြီးတည်ထားတဲ့အချက်များ PayPal ဆိုတာသကမ္ဘာလုံးသုံးကြတဲ့ Digital Payment တစ်ခုပါကမ္ဘာပေါ်ကဘဏ်တွေအများစုနဲ့ချိတ်ဆက်အသုံးပြုနိုင်တဲ့ Payment Platform တစ်ခုဖြစ်လို့လူသုံးများပါတယ်ယနေ့ခေတ်ရဲ့အအောင်မြင်ဆုံး Global Payment Platform တစ်ခုပါအသုံးပြုရတာလည်းလွယ်ကူသလို Security ပိုင်းမှာလည်းအဆင့်မြင့်ပါတယ်ဒီဗီဒီယိုမှာသင်အနေနဲ့ PayPal အကောင့်ဖွင့်မယ်ဒါမှမဟုတ်ရှိပြီးသားအကောင့်ကိုသုံးမယ်ဆိုရင်တတိထားရမယ့်အချက်တွေကိုမျှဝေပေးမှာပါ PayPal ဟာသူတို့ system ရဲ့ security system နဲ့ policy တွေကိုအချိန်နဲ့တပြေးညီမြင့်တင်နေတာကြောင့်ဒီအချက်တွေကိုတည်ထားသင့်ပါတယ်ဒါမှသာသင်အတွက်လိမ့်လီမောလီမဖြစ်စေမှာပါonline ပေါ်မှာတော့ PayPal အကောင့်ဖွင့်တာဘယ်လိုလွယ်ကူကြောင်းသုံးရတာဘယ်လိုလွယ်ကြောင်းစသဖြင့်နည်းလမ်းမျိုးစုံပြောပြထားတာတွေရှိပါတယ်။ဒါပေမဲ့လည်းတကယ်လက်တွေ့မှာတော့သူတို့ပြောသလားမလွယ်ကူသလို PayPal ကလည်းအပေါ်စား payment platform တစ်ခုမဟုတ်ပါဘူး။သူမှာတိကျတဲ့စီးမြင်တွေအဆင့်မြင့်တဲ့ verification system တွေရှိပါတယ်။ဒီစနစ်တွေကအပေါ်ယံပိုင်းမှာမမြင်ရလို့လွယ်ကူတယ်ထင်ကြတာပါ။ဒီကြောင်းတွေကိုတည်ထားဖို့ဒီဗီဒီယိုကိုဆက်လက်ကြည့်လိုက်ပါနော်ယနေ့ခေတ်ရဲ့လူငယ်တိုင်းဒီပါ PayPal ကိုအသုံးပြုကြပါတယ် online payment online monetization online banking စတဲ့နေပယ်အစုံမှာအသုံးပြုကြပါတယ်သင်က global business တစ်ခုလုပ်မယ်ဆိုရင် PayPal ဟာမရှိမဖြစ်အလိုအဆုံးနဲ့ feasible အဖြစ်ဆုံး payment platform တစ်ခုပါဒါကြောင့်စီးပွားရေးလုပ်ငန်းတိုင်းအတွက် PayPal ကလိုအပ်ပါတယ်ဒါအပြင်ကျောင်းသားတွေ creator တွေ YouTuber တွေနဲ့ခရီးသွားတဲ့သူတွေအတွက်ပါလိုအပ်ပါတယ်။ PayPal ရဲ့အရေးကြီးဆုံးအချက်တွေကိုမပြောခင်မှာ PayPal အကောင့်ဖွင့်နည်းကိုအရင်ပြောပြပါမယ်။ဖွင့်နည်းကတော့မခက်ပါဘူး။ပုံမှာပြထားသလို paypal.com ကိုသွားလိုက်ပါ။ sign up ကိုနိုင်လိုက်ပါ။ဒီနေရာမှာ personal account, business account ဆိုပြီး option တစ်ခုတွေ့ရပါမယ်။ဒီနှစ်ခုထဲကဘယ်ဟာကိုရွေးချယ်ရမလဲဆိုတာအရေးကြီးပါတယ်။ဒါကိုရွေးချယ်နိုင်ဖို့ဒီအချက်တွေကိုသိထားပါ။ personal account ဆိုတာကတော့ရှင်းပါတယ်။ personal အသုံးပြုဖို့အတွက်ပါ။ဒါကြောင့်ငွေကြေးပမာဏအများကြီးကိုစုဆောင်းမယ် transaction လုပ်မယ်ဆိုရင် limit တချို့ရှိနိုင်ပါတယ်။ဒါပေမဲ့သူ့ရဲ့အားသာချက်ကတော့ verification လုပ်တဲ့အခါအချက်လက်အများကြီးမလို့အပ်ပဲသူ့ရဲ့ ID, passport driving license စတဲ့အချက်အလက်တချို့ပဲလိုအပ်ပါတယ်။ဒါကြောင့် verify လုပ်တဲ့အခါပုံမလွယ်ကူစေပါတယ်။ business account ဆိုရင်တော့ငွေကြေးပမာဏအများကြီးကို transaction လုပ်နိုင်ပေမဲ့ verification လုပ်တဲ့အခါမှာတော့အဆင့်တွေများပါတယ်။ဥပမာ business location, business name, bank link, government tax link, option, website စတဲ့အချက်လက်တွေလိုအပ်တာပါ။ဒါကြောင့်ဒီမှာရှိတဲ့အချက်လက်အပေါ်မူတည်ပြီး personal or business ကြိုက်တာတစ်ခုကိုရွေးချယ်ပါကျန်တဲ့အဆင့်တွေကလည်းရွေးချယ်မှုအပေါ်မှာမူတည်ပြီးကွဲပြားပါတယ်နောက်ဆုံးအဆင့်မှာက email verification phone verification စတဲ့အဆင့်တွေကိုအောင်မြင်သွားရင်တဲ့အတွက် PayPal အကောင့်တစ်ခုရရှိပါပြီဒီနေရာမှာ PayPal နဲ့ပတ်သက်တဲ့အရေးကြီးတဲ့အချက်တွေကိုပြောပြချင်တာကြောင့်အကောင့်ဖွင့်နည်းကိုအသေးစိတ်မပြောပြတာပါwebsite ဒါမှမဟုတ် PayPal အပတ်ပေါ်က step by step လုပ်သွားမယ်ဆိုရင်အဆင်ပြေပါတယ်ခက်ခဲတဲ့အပိုင်းကခုမှလာမှာပါသင်က PayPal အကောင့်ရသွားပြီဆိုပေမဲ့ဒီအကောင့်က payment transaction and payment receipt လို့မရနိုင်သေးပါဘူး payment transaction and payment receipt လို့ဖို့ဆိုရင် bank linking account verification စတဲ့အချက်တွေပြည့်စုံဖို့လိုပါသေးတယ်bank linking ကတော့တင်မှရှိတဲ့ bank ကို PayPal ကလက်ခံရင်တိုက်ရိုက်ချက်လိုက်ပါဒါပေမဲ့ကျမတို့နိုင်ငံကဘဏ်တွေကတော့အခုထိမရသေးပါဘူးဒါကြောင့်တင်ဖွင့်လိုက်တဲ့နိုင်ငံရဲ့ဘဏ်အကောင့်လိုအပ်ပါတယ်ဒီအတွက်အဲ့ဒီနိုင်ငံမှာရှိတဲ့မိသားစုဝင်ဒါမှမဟုတ်တငယ်ချင်းတစ်ယောက်ကိုအကူအညီတောင်းလို့ရပါတယ်တချို့ကတော့ virtual bank တွေနဲ့ချိတ်ဆက်ကြပါတယ်ဒီလောက်ဆိုရင်ဒီအပိုင်းကအဆင်ပြေနိုင်ပါတယ်အဆင်မပြေနိုင်တာကအကောင့် verification ပါကျွန်တော်နိုင်ငံရဲ့ ID တွေကို PayPal ကလက်မခံတာကြောင့် ID အတုတွေဒါမှမဟုတ်ငားရမ်းပြီး verification လုပ်ကြရတာပါအဆင်ပြေတဲ့သူတွေရှိတယ်လို့မပြေတဲ့သူလည်းရှိပါတယ်ဘာကြောင့်အဆင်မပြေတာလဲဆိုတာပြောပြပါမယ် PayPal ဟာခုနောက်ပိုင်း ID verification system ကိုတေချာအဆင့်မြင့်
ထားတယ်လို့သိရပါတယ်ပထမတစ်ချက်ကတော့ image OCR system မှာဒီ system ကပုံတစ်ခုကို scan ဖတ်ပြီးပုံထဲကအသေးစိတ်အချက်လက်တွေကိုတေချာခွဲထုတ်နိုင်ပါတယ်ဒါကြောင့် fake ID တွေအတွက်အဆင်မပြေဖြစ်ကြရတာပါနောက်ခုကတော့ national database တွေနဲ့ ID တွေကိုတိုက်ဆိုင်စစ်ဆေးကြတာပါဒီအဆင့်က verification လုပ်တဲ့အခါတခါတည်းအပြည့်အဝတော့မလုပ်နိုင်ပါဘူးနိုင်ငံတစ်ခုရဲ့ government API တွေကိုအချိန်နဲ့တပြေးညီရယူနိုင်ဖို့ကခက်ခဲလို့ပါဒါပေမဲ့မကြာခဏတိုက်ဆိုင်စစ်ဆေးလေးရှိပါတယ်ဒါကြောင့်တချို့က fake ID verification အဆင့်ကိုအောင်မြင်ပြီးအသုံးပြုနေရင်ရုတ်တရက် deactivate ဖြစ်သွားတာမျိုးတွေကြုံတွေ့ရတာပါဒီလိုမျိုးဖြစ်လာတဲ့အခါတဲ့အနေနဲ့အမှန်တကယ် ID မရှိထားရင်ဘာမှဆက်လုပ်လို့မရတော့ပါဘူးနော်ဒါကြောင့် PayPal ကိုသုံးတော့မယ်ဆိုရင်အရင်ဆုံးတစ်မှာအမှန်တကယ်အချက်အလက်တွေရှိဖို့လိုအပ်ပါတယ်ကြော်ခွာတဲ့နည်းတွေဟာရေရှည်အဆင်မပြေနိုင်ပါဘူးနော်ဒီအကြောင်းကတော့ဒီလောက်ပါပဲနောက်ရက်တွေမှာလည်းခုလိုနည်းပညာအကြောင်းအရာတွေကိုမျှဝေပေးပါဦးမယ်ကျေးဇူးထူးတင်ရှိပါတယ်ရှင်